တကယ်လို့များစာမတတ်အောင်စာသင်မပေးတော့ဘူးဆိုရင်တော့အဲ့ဒီနိုင်ငံကိုအာဏာရှင်ဆိုကနှစ်40နှစ်ဆတိုးအုပ်ချုပ်လို့ရတယ်တကယ်လို့များနှစ်100အုပ်ချုပ်ချင်တဲ့အဲ့ဒီနိုင်ငံပြည်သူတွေကိုအကျင့်ပြတ်အောင်လုပ်လိုက်အဲ့ဒါဆိုရင်အာဏာရှင်ဆိုကနှစ်100အုပ်ချုပ်လို့ရတယ်အဲ့တော့ကျွန်တော်တို့ကတိတ်သေးကြနေတာကတော့နှစ်50ကတော့သေးကြနေပြီကျွန်တော်တို့နှစ်50ရဲ့ဒီဘက်နည်းနည်းစွန်းလာပြီအဲ့မှာကျွန်တော်တို့ဘာလုပ်မှလဲကျွန်တော်တို့သိရမယ်အဲ့နည်းနည်းတန်တရားဝင်လာဒီစကပုံကလည်းဘယ်ကလာတဲ့စကပုံလဲဆိုတော့တရုတ်စကပုံညတရုတ်နိုင်ငံကလာတဲ့စကပုံအဲ့တော့ကျွန်တော်ကတန်တရားဝင်လာကျွန်တော်တို့နိုင်ငံခေါင်းဆောင်တွေကဘာသာရေးသိကြည်ညိုတာနော်တရားအထုတ်တယ်ဗျအဲ့တော့ကျွန်တော်တို့ကဘာလှည့်ပြီးစဉ်းစားမလဲဆိုတော့ဒီနေ့ကလေးတွေစာမဖတ်အောင်လို့စနစ်တကျဖြစ်စီခံထားရတာလားဒီကိစ္စကျွန်တော်စဉ်းစားရရှိအဲ့တော့အဲ့ဒါဆိုရင်ကျွန်တော်တို့ကဘာပြန်လုပ်လို့ရလဲဘာပြန်လုပ်လို့ရလဲဆိုတော့ तू မဖတ်အောင်လုပ်ထားရင်ကိုဖတ်မယ်ဗျာ तू ကျွန်တော်တို့တားထားလို့မရဘူးလေအဲ့တော့ဒီမှာဒါလည်းနိပညာတက္ကသိုလ်ဆိုတော့ကျွန်တော်တခုအကြံပေးပြရစေနိပညာတက္ကသိုလ်ကဝင်ကြီးကကျောင်းသားနဲ့နိုင်ငံရေးနဲ့မပတ်သက်ရဘူးဆိုပြောခဲ့တာနော်တနိုင်ငံလုံးနော်အမိန့်ထုတ်ထားပါတယ်အဲ့တော့ကျွန်တော်အကြံပေးပြရစေပါတီနိုင်ငံရေးမလုပ်ပါနဲ့မျိုးသားနိုင်ငံရေးလုပ်ပါအဲ့ဒီအမျိုးသားနိုင်ငံရေးမှာမှစဖတ်ချင်းဟာနိုင်ငံရေးလုပ်ချင်းတစ်မျိုးပါငါအတွက်ဖတ်တာငါမိသားစုအတွက်ဖတ်တာမဟုတ်ဘူးငါနိုင်ငံအတွက်ငါလူမျိုးအတွက်ငါနိုင်ငံတစ်နေ့လွတ်မြောက်ဖို့ငါစဖတ်တာဆိုတဲ့အယူဆနဲ့ဖတ်ကြည့်လိုက်ပါအဲ့ဒါပုံမှန်18လည်းပဲမညှိပါဘူးစဖတ်တဲ့ကိစ္စအဲ့တော့ကျွန်တော်တို့ကနှစ်ရှည်လာများဘာဖြစ်လို့သူများပြောတိုင်းယုံပြီးတော့သူများကဒီလိုဆိုဒီလိုဘာလို့ဖြစ်နေလဲဆိုတော့ကျွန်တော်စာမဖတ်လို့ဒီလိုဖြစ်တာအဲ့တော့ကျွန်တော်တို့လူငယ်တွေရဲ့နံပါတ်1ကျွန်တော်ပြောချင်တယ်ကျွန်တော်ခေါင်းစဉ်စုံချက်နံပါတ်1စုံချက်ဟာစာဖတ်ခြင်းပါပဲမိထီလာမှာနေမကွေးမှာနေရမဲသိမ်းမှာနေအဲ့ဒီကလေးတွေအကုန်လုံးရဲ့စုံချက်ဟာစာဖတ်ခြင်းပဲစာဖတ်ကြည့်ပါစာထဲကနေပြီးတော့ကျွန်တော်တို့ရစာတွေအများကြီးရှိတယ်နော်အဲ့ဒါကိုကျွန်တော်နောက်ပိုင်းပြောမယ်နံပါတ်1ဆောင်ချက်ဟာစာဖတ်ပါစာဖတ်ခြင်းမှာလူငယ်တွေဟာဆောင်ချက်တစ်ခုကိုကျွန်တော်တို့ယူထားလို့ရတယ်အဲ့တော့ရှားလဲစာဖတ်ရင်ဘာဖြစ်မှာလဲလို့ကျွန်တော်မေးရင်ကျွန်တော်သင်ရှားဆုံးဥပမာလေး2ခုပြောမယ်နော်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့အိန္ဒိယနိုင်ငံကနော်တကယ်တစ်ကမ္ဘာလုံးကကြီးညိုလေးစားရတဲ့မဟာတမဂန္ဒီနော်မဟာတမဂန္ဒီကြီးကငယ်တုန်းကသူကအနောက်နိုင်ငံမှာဥပဒေပညာသင်လာတာသင်ပြီးတော့အိန္ဒိယနိုင်ငံပြန်ရောက်တာအိန္ဒိယနိုင်ငံသူပြန်ရောက်တဲ့အချိန်တုန်းကသူ့ဇယိုက်ကအထက်တန်းလွှာဒီနဲ့ပဲအပေါင်းအသင်းလုပ်တယ်အောက်ကိုလုံးဝမဆင်းဘူးအောက်ကိုသူထင်သေးတယ်နောက်တစ်ချက်ကဝိဒါစားတာစပြီးတော့အဲ့ဒီအနောက်နိုင်ငံစတိုင်တိုင်းဒီနက်တိုင်နဲ့ကုတ်နဲ့ရှူးနဲ့အဲ့လိုမျိုးနေတဲ့ပုံကိုကြီးအခုနောက်ဆုံးကျွန်တော်တို့ကြီးညိုစရာမဟာတမဂန္ဒီကြီးကိုကျွန်တော်တို့တွေ့တဲ့အချိန်မှာတကယ်ဒိုတီနဲ့နောက်တကယ်လူစင်ရသားလူတန်းသားတွေစီမှာသွားပြီးတော့နေတာဘာဖြစ်လို့အဲ့လို totally changes ဖြစ်ရတာလဲအဲ့ဒါစာဖတ်လို့စာဖတ်လို့ဆိုတော့သူစားရရမ်းဖတ်တယ်ဖိုင်ရနေပြီးတော့အဲ့ဒီမှာတစ်ချက်ပဲရှိတယ်စာဖတ်တဲ့အချိန်မှာနော်စာအုပ်ကိုဖတ်ပြီးလို့ရှိရင်အဲ့ဒီဟာမပြီးသေးပါဘူးစာအုပ်ဖတ်ပြီးတဲ့အချိန်မှာမှကျွန်တော်တို့တွေးတဲ့ကိစ္စဆင်ញင်တဲ့ကိစ္စသုံးသပ်တဲ့ကိစ္စအဲ့ဒါတွေစပါတယ်အဲ့တော့အားဆရာရဲ့ကျွန်တော်ဖတ်တဲ့စာအုပ်တွေတွေးစရာမှမရှိတာဆင်ញင်စရာမှမရှိတာသုံးသပ်ထားစရာမှမရှိတာဆိုရင်အဲ့ဒါဆိုရင်အဲ့စာအုပ်မဖတ်ပါနဲ့လွှင့်ပလိုက်စာအုပ်ကိုဖတ်ပြီးလို့ရှိရင်ခင်ဗျားတို့ဘာတွေးစရာကြံလဲခံစားခိုင်းပြီးတွေးခိုင်းတယ်စာအုပ်ကအဲ့ဒီနှစ်ခုမပါတဲ့စာအုပ်ကိုမဖတ်ပါနဲ့လွှင့်ပလိုက်အဲ့တော့စာဖတ်ခြင်းကိစ္စဟာကျွန်တော်တို့ story ကိုသိဖို့မလိုဘူးအဲ့ story တွေကနေပြီးတော့ကျွန်တော်တို့ကောက်ပြီးတော့တွေးကြည့်ဖို့လိုတယ်အဲ့တော့အဲ့ပဲကျွန်တော်ရောက်သွားမှာဆိုတော့ထားလိုက်တော့စာဖတ်လို့ရှိရင်တွေးမယ်ဆင်ခြင်မယ်သုံးသပ်မယ်အဲ့တော့မဟာတမဂန္ဒီကအဲ့လိုလုပ်တယ်အများကြီးလုပ်တယ်လုံရင်တနေ့ကျတော့ तू ကယထာပေါ်မှာနေမျိုးလေးတစ်မျိုးကိုရှင်းနေလိုက်ပေးဖို့သွားတဲ့အချိန်မှာ तू စာအုပ်တော့ဖတ်ပါတယ်အဲ့ဖတ်သွားတဲ့စာအုပ်ကစောစောကျွန်တော်ပြောတဲ့အင်္ဂလန်ကပညာရှင်ကြီး John Ruskin ရေးတဲ့စာအုပ်နာမည်က Onto This Last အဲ့ Onto This Last ကိုလည်းဖတ်ပြီးတော့အဲ့စာအုပ်ပြချလိုက်တာနဲ့အဲ့မဟာတမဂန္ဒီဟာဒီလို totally change အရှိဆုံးနဲ့နောက်ဆုံးပြောင်းသွားတယ်အခုစားပြီးပြောင်းသွားတယ်ဒါတစ်ယောက်နော်နောက်တစ်ယောက်ကအီတာလျန်လူမျိုးလေး3ယောက်ကလေး3ယောက်လူငယ်လေး3ယောက်စာအုပ်တော့ကို3ယောက်တပြိုင်နဲ့ဖတ်တယ်တယောက်ပြီးတယောက်လှည့်ဖတ်တာပေါ့နော်အဲ့ဒီစာအုပ်ကဘာစာအုပ်လဲဆိုတော့
အီတလီလိုဘာသာပြန်ထားတဲ့ဓမ္မပဋ္ဌာန်းစာအုပ်အဲဓမ္မပဋ္ဌာန်းစာအုပ်ကိုလူငယ်သုံးကဖတ်တာဖတ်လိုက်ပြီးရောအဲ့ထက်လူငယ်တယောက်ကတန်းတယောက်ဘာမှမဖြစ်ဘူးကအဲ့ဒီလူငယ်တယောက်ကချက်ချင်းဗုဒ္ဓဘာသာဖြစ်ပြီးတော့အခုရှင်လောကနာထဆိုပြီးတော့ကျွန်တော်တို့ဗုဒ္ဓဘာသာသာသနာပြုတဲ့အင်တာထင်ရှားတဲ့ရဟန်းတော်ကြီးဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့စာတအုပ်ထဲကနေဖြစ်တယ်။အဲ့ဒီကိစ္စကိုဆွေးနွေးနဲ့ဆရာတက်တိုးမေးတာဆရာစာအုပ်တအုပ်ကလူတယောက်ရဲ့ဘဝကိုပြောင်းနိုင်သလားလို့ဆိုရယ်မိကွန်းအဲ့ဒီမိကွန်းမေးတဲ့အချိန်မှာဆရာတက်တိုးပြန်ဖြေတဲ့အဖြေနော်တောက်ဖို့ထဲဖတ်ရင်ဘယ်သူမှဘယ်တော့မှမပြောင်းဘူးစာအုပ်တွေအများကြီးဖတ်လာအဲ့ဖတ်တဲ့စာအုပ်တွေကလည်းဖတ်ပြီးဒီတိုင်းပြစ်ထားတော့မရဘူးအခုတော့တောက်ဖတ်တဲ့တောက်ဆင်ញင်တာတောက်သုံးသတ်တဲ့တောက်ဆွေးနွေးတယ်အဲ့လိုဆင်ញင်သုံးသတ်ဆွေးနွေးမှုများသည်ရန်ရာတစ်ခုကိုဆင်ထားတဲ့စက်ယုံနဲ့တူတယ်စက်ယုံထဲမှာကျွန်တော်တို့ကရန်ရာတစ်ခုကိုစောက်တော့ဖတ်တဲ့တွေးတယ်အဲ့အတွေးရရန်ရာတစ်ခုအမူလီတစ်လုံးနောက်တောက်ကတစ်ခါကိုပင်နံတစ်ခုအဲ့လိုမျိုးအဲ့တော့